chapter 2ရဲ့အခန်းကြီးကဘာလေးလဲဆိုလို့ရှိရင် in the graveyard ထဲမှာသူဘာတွေဖြစ်ခဲ့လဲဒီလိုပုံစံမျိုးလေးကိုစပြီးတော့သူ chapter 2ကို make ဆက်ကြမယ်ပေါ့နော်အဲ့တော့ one morning မနက်တစ်ခုနဲ့မှာပေါ့ before school ကျောင်းမသွားရသေးတဲ့မနက်ခင်းလေးတစ်ချိန်မှာတဲ့ Tom Frank Hugh Finn Tom Frank တောင်ရက်တငယ်ချင်းဖြစ်တဲ့ဘသူလဲဆိုလို့ရှိရင် Hugh Finn ကတဲ့ wait for him သူ့ကိုစောင့်ဆိုင်ခဲ့တယ်ဘယ်မှာစောင့်ခဲ့တာလဲ in the street လမ်းထဲမှာစောင့်တယ်တဲ့အဲ့တော့ Hugh didn't have a home didn't have a home Hugh မှာကတဲ့ didn't have မရှိခဲ့ဘူး a home အိမ်မရှိခဲ့ဘူးတဲ့ and ပြီးလို့ရှိရင်တဲ့ he never went to school he never went ဘယ်တော့မှမသွားခဲ့ဘူး to school ကျောင်းကိုလည်းမသွားဘူးခဲ့ဘူးတဲ့အဲ့တော့ people in the town didn't like him people လူတွေက in the town မြို့မှာရှိတဲ့လူတွေကပေါ့နော် didn't like မကြိုက်ဘူးဘသူ့ကိုမကြိုက်တာလဲဆိုလို့ရှိရင် him သူ့ကိုမကြိုက်ဘူးဘသူ့ကိုလဲဆိုလို့ရှိရင် her friend ကိုမကြိုက်ဘူးဘာလို့လဲ तू ကအိမ်မရှိရမရှိအိမ်မှာလည်းမနေဘူးကျောင်းလည်းမသွားတဲ့သူတယောက်ဆိုပြီးတော့ပြောမကြိုက်ကြဘူးပေါ့နော်အဲ့မြို့မှာရှိတဲ့လူတွေကbut ဒါပေမဲ့ Tom ကတော့ like Hugh ကိုကြိုက်တယ်တဲ့ Hugh said Hugh ကဘာပြောလဲဆိုလို့ရှိရင် let have an adventure ကိုရီစွန့်စားခံလုပ်ကြရအောင်ဒီလိုပုံစံမျိုးပြောကြရဲတဲ့အဲ့တော့ what can we do on our adventure what can we do ကျွန်တော်တို့ဘာတွေလုပ်နိုင်မှာလဲ on our adventure မှာကျွန်တော်တို့ရဲ့ adventure လုပ်ငန်းတွေမှာဘာတွေလုပ်နိုင်မှာလဲဆိုပြီးတော့ Tom ကမေးတယ်တဲ့အဲ့ဆိုလို့ရှိရင်သူကဘာပြောလဲ let's go to the graveyard at night let's go သွားကြရအောင် to the graveyard ကိုသွားကြရအောင်ဘယ်ချိန်မှာလဲ at night ညဘက်မှာ at night ကိုအချိန်ထပ်ပြောတယ်ဘယ်ချိန်လဲ at 12 o'clock 12နာရီလို့ Hugh answer Hugh ကဖြေလိုက်တယ်တဲ့အဲ့တော့ that is a good adventure ဒါအကောင်းဆုံးအစီအစဉ်ပဲဆိုပြီးတော့ Tom ကပြောလိုက်တယ်တဲ့ let's meet at 11 o'clock let's meet တွေ့ကြရအောင်လေတဲ့ at 11 o'clock 7နာရီလောက်တွေ့ကြရအောင်လေတဲ့เนาะအဲ့တော့ then Tom went to school then အဲ့ဒီနောက်မှာ Tom went to school Tom ကကျောင်းကိုသွားခဲ့တယ်တဲ့ but ဒါပေမဲ့ he was late ဘလို့ဖြစ်သွားတယ်နောက်ကျသွားခဲ့တယ်တဲ့အဲ့နောက်မှာ the teacher ဆရာမက was angry ဘာဖြစ်သွားလဲစိတ်ဆိုးသွားတယ်တဲ့ he asked သူကမေးတယ်တဲ့ why are you late again Tom ကိုမေးတယ်မင်းဘာလို့နောက်ကျရပြန်တာလဲထပ်ပြီးတော့တဲ့အဲ့တော့ I am late ဟုတ်ပါတယ်ကျွန်တော်နောက်ကျပေါ့ because ဘာလို့လဲဆိုလို့ရှိရင် I talk to Hugh Finn ကျွန်တော်က Hugh Finn နဲ့စကားပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ Tom ကပြောခဲ့တဲ့ then အဲ့ဒီနောက်မှာ the teacher was very angry ဆရာမကဘာဖြစ်သွားလဲ was ဖြစ်သွားခဲ့တဲ့ very angry အရန်ကိုစိတ်ဆိုးသွားခဲ့တဲ့ sit with the girl ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ကောင်မလေးနဲ့တူထိုင်းဆိုပြီးတော့ he said to Tom ဘသူ့ပြောခဲ့လဲ Tom ကိုပြောခဲ့တယ်တဲ့ Tom ကနေပြီးတော့ set ထိုင်ခဲ့တယ်ပေါ့နော်ဘမထိုင်ခဲ့လေဆိုလို့ရှိရင် near the beautiful new girl လှပတဲ့ကောင်မလေးတယောက်ရဲ့ဘေးနားမှာထိုင်ခဲ့တယ်တဲ့ he was happy Tom ကဘာဖြစ်သွားလဲစိတ်ဆိုးသွားပျော်ရွှင်သွားတယ်တဲ့ he looked at her သူကလှတဲ့ကောင်မလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူအဲ့ကောင်မလေးကိုကြည့်နေတယ်တဲ့ What is your name? He asked. တောင်ကနေပြီးတော့မေးလိုက်တယ်။မင်းနာမည်ဘယ်လိုခေါ်လဲဆိုမေးလိုက်တယ်။အဲ့တော့ကောင်မလေးကဘာပြန်ပြောလိုက်လဲဆို Becky လို့ခေါ်ပါတယ်တဲ့ she answered. ကောင်မလေးကပြန်ဖြေလိုက်တယ်ပေါ့နော်။ Beautiful girl လေးကပြန်ဖြေလိုက်တယ်။ဘာလို့ပြန်ဖြေလိုက်တယ် Becky ဆိုပြီးတော့ပြန်ဖြေလိုက်တယ်တဲ့။ Tom က smile and said. ပြုံးလိုက်ပြီးတော့ပြောလိုက်တယ်တဲ့ My name is Tom ကျွန်တော်နာမည်ကတော့ Tom ဖြစ်ပါတယ်တဲ့အဲ့တော့ the teacher was angry again ဆရာမကထပ်စိတ်ဆိုးသွားပြန်ရောအဲ့တော့ Tom said stop talking စကားပြောရရက်လိုက်တော့ go to your place now မင်းနေအောင်မင်းသွားလိုက်တော့ he said ဒီလိုမျိုးပြောလိုက်တယ်နော်အဲ့တော့ Tom က went to his place ဘယ်ကိုသွားခဲ့လဲဆိုလို့ရှိရင်သူထိုင်နေကြနေရာကိုသူပြန်သွားခဲ့တယ်တဲ့နော်အဲ့တော့ out 12 o'clock
17 နာရီရောက်တဲ့အချိန်မှာတဲ့ Tom and Peggy သူနဲ့ Peggy နဲ့က didn't go home ဘယ်လဲဆိုလို့ရှိရင်အိမ်ကိုမပြန်ခဲ့ဘူးတဲ့ they stayed in the school ဘယ်ထဲမှာပဲနေခဲ့လဲဆိုလို့ရှိရင်ကျောင်း school ရဲ့